ဒီလိုနဲ့အရာရာတိုင်းဟာမေးမိန်ပျောက်ကွယ်သွားကုန်တယ်အမောင်တူတဲ့ဝင်ရောက်ပျောက်ကွယ်သွားတယ်အဲ့ဒီတန်ဖိုးကြီးလာတဲ့ရုပ်ပုံလွှာတွေကိုကျွန်တော်ဘယ်တော့မှနောက်တစ်ချိန်ပြန်ပြီးသိသိထားလို့ရမှာမဟုတ်တော့ပါတိုးမြတ်တောင်တစ်ချက်ခတ်လိုက်တဲ့အခါကဘာမြေကြီးကလည်းပတ်နေရရက်တန့်သွားတယ်ပြောဖို့တဲ့တို့ရင်နဲ့မျောလင်းချက်တစ်ခုကြောင့်ဒီတော့မှပဲသူ့ကိုချစ်မိတယ်သဘောပေါက်တယ်တို့တွေခွဲလိုက်ကြပြီရဲ့တို့သူ့ပဲတွေးနေပြီလားနောက်ဆက်ပါတယ်ချီပြန်ဆုံးရင်လည်းဆုံးတယ်မဆုံးရင်လည်းမဆုံးဘူး